ဘာမှာခုဖြစ်ပေါ်နေတဲ့စိတ်ကိုအကောင်းဆုံးကုသပေးနိုင်တဲ့အရာတစ်ခုကစူးစူးညံ့ညံ့အတန်မထွက်ဘူးနိုင်ငံရေးနဲ့ပတ်သက်တာမဟုတ်ဘူးအာယုံစိုက်မှုတောင်းတာမျိုးမဟုတ်ဘူးယဟန်တော်19ပါးကငြိမ်းချမ်းရေးအတွက်မေဒီကတခြားမိုင်ပေါင်း2300လမ်းလျှောက်နေကြတာမိုက်ခရိုဖုန်းမရှိဘူးဆောင်းဘုတ်မရှိဘူးညင်းခုန်မှုမရှိဘူးဘသူကိုမှဘာမှယုံကြည်ခိုင်းဖို့ကြိုးစားတာမျိုးမရှိဘူးခြေပလာတွေနဲ့လမ်းပေါ်မှာရှောက်နေတာပဲစီကမ်းပဲတတိကိုပဲရှိနေမှုပဲသူတို့နဲ့အတူရှောက်နေတာကအာလောကငြိမ်းချမ်းရေးခွေတိတ်ဆိတ်တယ်နူးညံ့တယ်မရင်းရိုင်ဘူးအတ္တနောင်ကြိုးမရှိဘူးအစီအစဉ်မရှိဘူးအစီအစဉ်မရှိဘူးသစ္စာရှိမှုငြိမ်သက်မှုစကလုံးတွေမလိုတဲ့နားလည်မှုဒါတွေပဲရှိတယ်ငြိမ်းချမ်းရေးကခြေလေးချောင်းကိုရွေးရှယ်ပြီးတော့သူလျှောက်ဖို့ဆုံးဖြတ်လိုက်တယ်လို့ပဲသူတို့ကလူမခံဘူးနောက်လိုက်မတောင်းဆိုဘူးသဘောတူညီမှုမတောင်းဘူးရှောက်ပဲရှောက်နေတာဒီတိတ်ဆိတ်တဲ့လောက်ရကလူတွေကိုနိုးထအောင်လှုပ်ခတ်နေတယ်သူတို့ဖြတ်သွားတဲ့အခါမသိတဲ့သူတွေလမ်းဘေးမှာတိတ်ဆိတ်စွာရက်နေကြတယ်တချို့ကငိုကြတယ်တချို့ကဥညွတ်ကြတယ်တချို့ကရှေ့လန်းအတွက်ငြိမ်သက်မှုအနည်းငယ်ကိုချေးယူသလိုသူတို့နဲ့အတူခဏလေးလိုက်လျှောက်ကြတယ်ချို့ကကျေးဇူးတင်ပါတယ်လို့ရိုးရိုးလေးရေးထားတဲ့ဆိုင်းဘုတ်တွေကိုကင်ထားကြတယ်စူညံမှုဒေါသအမျက်ငါသာမှန်တယ်ဆိုတဲ့စိတ်တွေကိုဆွဲလန်းနေတဲ့ဒီလောကမှာသူတို့ရဲ့တိတ်ဆိတ်မှုကတကယ်ကိုရဲရင်တယ်ငင်းခုန်မှုတွေကိုနိုင်ယူခြင်းနေတဲ့ဒီရင်ကျေးမှုမှာသူတို့ရဲ့နှိမ်ချမှုကတော်လန်မှုလို့ခံစားရတယ်ဒီခီးကကျွန်တော်တို့မေ့နေခဲ့တဲ့အရာတစ်ခုကိုသတိပေးနေတယ်ငြိမ်းချမ်းရေးကခွင့်ပြုချက်မလိုဘူးငြိမ်းချမ်းရေးကတတ်သေးမလိုဘူးငြိမ်းချမ်းရေးကအော်ဟစ်ဖို့မလိုဘူးငြိမ်းချမ်းရေးကဘာသာတရားထက်ကြီးတယ်အယူဝါဒထက်အားကောင်းတယ်ငြိမ်းချမ်းစွာ
ကိုယ်တိုင်နေကြည့်တဲ့အခါစကလုံးတွေထက်ပိုကျဲလောင်တယ်သူတို့ကဘာမှမတောင်းဘူးငြိမ်းချမ်းရေးအတွက်ရှောင်နေကြတာဒါကိုကဘာကြီးကခံစားရတယ်